HIV ပိုးကောင်ကိုမှန်ဘလူးနဲ့ချဲ့ကြည့်လိုက်တဲ့အခါဒီအစိမ်းရောင်အကောင်ကြီးဖြစ်နေတာကိုတွေ့မြင်ရမှာဖြစ်ပြီးတော့အပြာရောင်သွေးဖြူဦးကိုဝင်ကိုက်တော့မှာဖြစ်တယ်သွေးဖြူဦးခမ HIV ပိုးကိုမြင်သိနိုင်စွမ်းမရှိတာကြောင့်သူ့စီကိုကန့်လာပြီးတော့ပေါ်တင်လာကိုက်နေတာကိုတောင်ဘာမှမသိလိုက်ပဲနဲ့ငြိမ်ခံလိုက်ရတဲ့အဖြစ်ပါတကယ်တော့ရန်သူယောဂပိုးတွေကိုတိုက်ခိုက်နိုင်စွမ်းရှိတဲ့သွေးဖြူဦးတွေကိုကျွန်တော်တို့ပိုင်ဆိုင်ထားကြပေမဲ့လူကတာမစင်ချင်ဘူးဆိုရင်တော့တိုက်ခိုက်ရေးသမားအဆင့်ကနေရော့ကျသွားပြီးဘယ်ဘဝကိုရောက်သွားမလဲဆိုရင်ရောက်ရှိလာတဲ့ယောဂပိုးအလုံးကိုလက်ခံပေးရမယ့်အပြင်ယောဂပိုးတွေကိုဝမ်းနဲ့လွယ်ပြီးမွေးပေးရတဲ့ခန္ဓာကိုယ်ကြီးတစ်ခုတာဖြစ်သွားမှာဒါကြောင့်သွေးဖြူဦးမတိုက်နိုင်တဲ့ HIV ပိုးကောင်ကိုကိုယ်တိုင်အနိုင်တိုက်မယ်အနိုင်တိုက်မဲ့နီးကသူ့ရဲ့ခြေထောက်တွေကိုအိတ်နဲ့စွတ်ပေးမှာဖြစ်တယ်အရင်ဆုံးအိတ်ပုံစံနဲ့အကောင်ကိုဖန်တီးလိုက်ပြီးတော့ခန္ဓာကိုယ်ထဲကိုထိုးထည့်လိုက်တဲ့အခါမှာပြဿနာကခြေအိတ်ကောင်တွေကိုပြင်ပရန်သူတွေဆိုပြီးသွေးဖြူဦးတွေကတိုက်ခိုက်ပစ်လိုက်ပါလေရောသွေးဖြူဦးတိုက်ခိုက်တာကိုမခံရအောင်လုပ်ဖို့ဆိုရင်ခြေအိတ်တစ်ကောင်လုံးကိုမသုံးတော့ဘဲနဲ့ DNA လှေကားရဲ့ဘေးမှာရှိတဲ့လှေကားအပိုင်းအစတွေကိုဒါယူသုံးမှာဖြစ်တယ်